ဓမ္မမိတ်ဆွေများအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေဗုဒ္ဓမြတ်စွာဘုရားရဲ့တရားတော်တွေကိုဒီနေ့ခေတ်မှာလက်တွေ့ကြကြဘယ်လိုအသုံးချမလဲဆိုတာကိုမျှဝေပေးနေတဲ့ Applied Wisdom Channel မှာကြိုဆိုပါရစေဒီနေ့ဗီဒီယိုလေးမှာလည်းမိတ်ဆွေတို့ရဲ့နေ့စဉ်ဘဝအတွက်အမှန်တကယ်အကျိုးရှိစေမဲ့ဓမ္မဘုဒ္ဓတာတစ်ခုကိုတင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်လူတယောက်ရဲ့အောင်မြင်မှုဩဇာလွှမ်းမိုးနိုင်စွမ်းကလည်းတကယ်တော့သူတို့ရဲ့စိတ်ဘလောက်ကျေပြန့်တယ်လဲဆိုတာပေါ်မှာမူတည်နေတယ်လို့ပြောရင်ဘယ်လိုထင်မလဲဟုတ်ပါတယ်ဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့တခါတလေဘဝကိုတော့ပြောင်းလဲပေးနိုင်တဲ့အစွမ်းအားတွေရှိနေပါတယ်အဲ့တော့မေးစရာရှိတာကစိတ်ကိုအတိုင်းအဆမရှိကျေပြန့်အောင်ရောကြီးမားကျေပြန့်အောင်ရောဒီလိုမျိုးလေ့ကျင့်ယူလို့ရောရနိုင်မှာမလားရနိုင်နေဆိုရင်ဘယ်လိုလုပ်ရမလဲဒီမေးခွန်းရဲ့အဖြေကိုလေရှေးဟောင်းအနုရဒတူတန်ထဲမှာအတူတူရှာကြည့်ကြရအောင်ကဲအဖြေရှာဖို့အတဲ့အချိန်ဆက်ဝိုင်းနဲ့ခဏလောက်ပြန်သွားကြည့်ကြရအောင်လွန်ခဲ့တဲ့25ရန်ကျော်လောက်ပေါ့အဲ့ဒီခေတ်ကဘေတုကပညာရှင်တရားဖြစ်တဲ့ပင်ချကင်ကနဲ့အရှင်အနုရဒလိုရဲ့စကဝိုင်းလေးတစ်ခုစီကိုပေါ့ NOCR ကအဲ့ဒီရှေးဟောင်းစကဝိုင်းကနေဒီနေ့ခေတ်ကျွန်တော်တို့အတွက်ဘလောက်တောင်တန်ဖိုးရှိတဲ့သင်ခန်းစာတွေရနိုင်မလဲဆိုတာကိုတွေ့ရမှာပါသူမေးလိုက်တဲ့မေးခွန်းကဒါပါပဲအတိုင်းအရှိမရှိသောစိတ်တယ်ပြီးတော့ကြီးမြတ်ကျေပြန်သောစိတ်ဒီစိတ်နှမျိုးကနာမည်လေးပဲကွာနေတာလားဒါမှမဟုတ်အတိတ်ဘယ်ကိုကတကယ်ကိုကွဲပြားနေတာလားဆိုပြီးမေးလိုက်တာတကယ်ကိုစဉ်းစားကြမေးခွန်းတော့ဒီမေးခွန်းကပဲကျွန်တော်တို့ကိုအဖြစ်စီကိုလမ်းပြခေါ်ဆောင်တော့မှာပါအရှင်အနုဒာရဲ့အဖြစ်ကလေပန်ချကင်ကားကိုတင်မကဘူးဒီနေ့ခေတ်ကျွန်တော်တို့ကပါအားတင့်စေချင်နေပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီအဖြစ်ကနေတစ်စင်စိတ်ကိုပြုစုပြောတောင်းလိုက်တဲ့အရန်ကိုအစွမ်းထက်တဲ့နီလာနှစ်ခုကိုဖော်ထုတ်ပြလိုက်လို့ပါပဲကဲအဲ့ဒါတွေကဘာတွေဖြစ်မလဲစက်ကြည့်လိုက်ကြရအောင်ဆိုတော့ဒီစိတ်နှမျိုးအခြေခံမှာကိုခွဲပြားနေတာပါပထမတစ်ခုအတိုင်းရှိရမရှိသောစိတ်ဆိုတာကကိုယ့်ရဲ့မေတ္တာတရားကိုတတဘာအလုံးစီအခန်းသမရှိဖြန့်ကျက်တာကိုဆိုလိုတယ်တနည်းပြောရရင်ဘယ်လောက်ကျဲကျဲဆိုရဲအတိုင်းအတာထက်ဘယ်သူကိုမဆိုဆိုရဲအားလုံးကိုလွမ်းခြုံနိုင်စွမ်းကိုအဓိကထားတာပေါ့ဒုတိယတစ်ခုကြီးများကျဲပြန်တော့စိတ်ကကျတော့ကိုယ်အယုံဆိုင်မှုကိုမျက်စိရှိကအရာတစ်ခုကနေစပြီးတော့တဖြည်းဖြည်းချဲထွင်တော့တာဒါကတော့ဘလောက်ကျဲကျဲဆိုရဲအတိုင်းအတာကိုအဓိကထားတဲ့လေ့ကျင့်မှုမျိုးပါအတိုင်းရှင်မရှိသောစိတ်ကိုနည်းနည်းလေးထပ်ရှင်းပြရည်လေဒါကမေတ္တာမတ္တာနဲ့ကရုဏာတရားပေါ်မှာအခြေခံထားတာပါကိုယ့်ရဲ့မေတ္တာတရားကိုလေကိုမိသားစုကိုမိတ်ဆွေဆိုတဲ့စီးပေါင်းလေးထဲမှာပဲမထားတော့ပဲနဲ့အဲ့ဒီစီးလေးကိုကြော်လွန်ပြီးလူမျိုးဘာသာအသားအရောင်ဘာတစ်ခုမှမခွဲခြားတော့ပဲတက်ရှိတတ်တော်အားလုံးပေါ်ကိုအတူတူပဲအညီအမျှဖြန့်ကျက်ပေးလိုက်တာမျိုးပါအဲ့ဒါဆိုကြီးမြတ်ချေပင်တော့စိတ်ကကြောက်ရောဒါကြောင့်ကိုယ့်အားဆူဆက်မှုအတွက် gym ဆော့ပြရတဲ့တော်တူပါတယ်တပင်ကိုအာရုံပြရနေအရင်ဆုံးစလိုက်တယ်ပြီးရင်တပြေးပြေးနဲ့ရွာအဲ့ဒီကနေနိုင်ငံတနိုင်ငံနောက်ဆုံးမှဆိုရင်သမုဒ္ဒရာကြီးတစ်ခုလုံးကိုကိုယ်စိတ်ထဲမှာလွှမ်းခြုံနိုင်တဲ့အထိအာရုံကိုချက်ပြီးလေ့ကျင့်သွားတာမျိုးပါပြောရရင်ဒါဟာစိတ်ရဲ့မြင်ကွင်းကိုတိုးချဲ့လေ့ကျင့်တာပါပဲဒါမဲ့ခဏလေးနော်စိတ်ကိုကျေပြန့်အောင်လုပ်နိုင်ပြီးအတိုင်းအဆမရှိဖြန့်ချက်နိုင်ပြီးဒါနဲ့ပဲအောင်မြင်မှုအတွက်လုံလောက်သွားပြီလားအဖြေကတော့မလုံလောက်သေးပါဘူးအရှင်အနုရဒရဲ့တွင်တင်စမမှုကဒီမှာတင်မပြီးသေးပါဘူးစိတ်ရဲ့အမျိုးအစားအပြင်သူ့ရဲ့အရေးအသွေးကလည်းအယမ်းကိုအရေးကြီးတဲ့ဆိုတာကိုဆက်ပြီးထောက်ပြထားပါသေးတယ်ဒီအချက်ကိုပိုရှင်းသွားအောင်မြေနှလုံးကိုစိတ်ထဲမှာမြင်အောင်ကြည့်လိုက်အောင်ဒီလုံးကမဝင်ဖြော့ပဲအလင်းအောင်ကဝါဒတာနဲ့ဘာမှတိတ်မမြင်ရဘူးနောက်တစ်လုံးကတော့ဟိုးထင်းလင်းတောက်ပနေပြီးတော့အရာရာကိုကြီးကြီးလင်းလင်းပြပြသားသားမြင်နေရတယ်အဲ့ဒီမြေနှလုံးလုံးပါပဲကျွန်တော်တို့လူတွေရဲ့စိတ်တွေကလည်းကြီးလင်းမှုအတိုင်းအတာချင်းမတူညီရပါဘူးအဲ့ဒီတော့အဓိကမေးခွန်းကဒါပဲဘာကြောင့်အဲ့ဒီလိုကွာနေရတာလဲဘာကြောင့်တချို့လူတွေရဲ့စိတ်ကကြည်လင်တောက်ပနေပြီးတော့တချို့လူတွေရဲ့စိတ်ကကြောက်ရှုပ်ထွေးပြီးမောင်မိုင်းနေရတာလေဟုတ်တယ်ဒီမေးခွန်းကလည်းကျွန်တော်တို့အားလုံးရဲ့နေ့စဉ်ဘဝနဲ့တိုက်ရိုက်ကိုပတ်သက်နေပါလေအဖြေကတော့စိတ်ရဲ့အလင်းရောင်ကိုမိမင်စေတဲ့အနောက်အရှက်တီကြောင့်ပါပဲပါဠိလိုတော့နိဝရဏတရားများနိဝရဏလို့ခေါ်ကြတာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့စွေးပူပါမှုတွေတန်တရားတွေပြင်းရထိုင်မိုင်းနေရတယ်စိတ်မတည်ငြိမ်ပဲကနာမငြိမ်ဖြစ်နေရတယ်ပြီးတော့မကျေနပ်မှုတွေဒါတွေအားလုံးဟာစိတ်ရဲ့ကြီးလင်ပြတ်သားမှုကိုဖျက်ဆီးပြီးတော့အမြင်ကိုဝါးစေတဲ့အဓိကတရားခံနေပါပဲကဲကောင်းပြီရှေးအောင်အတိပညာတွေသဘောတရားတွေကိုတည်သွားပြီဆိုတော့အရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီအဲ့ဒါကတော့ဒီအတိညာပညာတွေကိုဒီနေ့ခေတ်ကျွန်တော်တို့ရဲ့ဘဝတွေထဲမှာလုပ်ငန်းခွင်တွေမှာလက်တွေ့ကြကြဘယ်လိုပြန်အသုံးချမလဲဆိုတာပါပဲ
စိတ်ဝင်စားဖို့ကောင်းပြီနော်ကြီးလေကြရအောင် အနုရောထစူတန်ကနေရလိုက်တဲ့ဉာဏ်ပညာတွေကိုလက်တွေ့အထုံးချနိုင်ဖို့အတွက်ရှင်းရှင်းလင်းလင်းနဲ့လိုက်လွတ်လွယ်တဲ့အဆင့်တုံးဆင့်ကိုကျွန်တော်တို့ထုတ်ကြည့်လို့ရပါတယ်ပထမတစ်ခုကတော့ကိုယ့်အမြင်ကိုချဲ့ထွင်ပါဒုတိယတစ်ခုကအတိုက်အစမရှိတဲ့ကရုဏာကိုမွေးမြူပါပြီးတော့တတိယချက်ကတော့အနောက်အရှက်တီကင်းပြီးကြီးကြီးလင်းလင်းနဲ့အာယုံစိုက်တာပါပဲ ပထမအဆင့်အမြင်ကိုချဲ့ထွင်ခြင်းပေါ့ကြီးကြီးကျယ်ကျယ်တွေးခေါ်ခြင်းလို့လည်းပြောလို့ရပါတယ်ခေါင်းဆောင်တယောက်ဆိုရင်ကိုရှိက project တစ်ခုတည်းကိုပဲကြည့်နေလို့မရဘူးလေဟိုးတစ်ပင်တစ်ပင်တည်းကိုပဲမဟုတ်ပဲတစ်တော်တစ်ခုလုံးကိုမြင်အောင်ကြည့်နိုင်ဖို့လိုပါတယ်ကို product တစ်ခုတည်းကိုပဲအာယုံစိုက်မနေပဲဈေးကွက်တစ်ခုလုံးဘယ်ကိုဥတီနေလဲဆိုတာကိုကြိုမြင်နိုင်တာကကြီးမြတ်ကျေပြန့်သောစိတ်ကိုလက်တွေ့အသုံးချနေတာနဲ့အထူးတူပါပဲဒုတိယအဆင့်ကတော့ကရုဏာစိတ်ကိုမွေးမြူတာပါဒါကလူတွေရဲ့နှလုံးသားကိုဖွင့်နိုင်တဲ့တော်တစ်ချောင်းနဲ့တူပါဘာလို့လဲဆိုတော့အတိုင်းရှင်မရှိတို့စိတ်ကလည်းငါတို့နဲ့သူတို့ဆိုပြီးခွဲခြားထားတဲ့မမြင်ရတဲ့နာယံတွေကိုဖြိုချပေးနိုင်လို့ပါပဲကရုဏာတရားနဲ့လူတွေကိုဆက်ဆံတဲ့အခါခိုင်မာတဲ့ယုံကြည်မှုတွေတကယ်ကိုဖုံးဖြန်တဲ့ဆက်ဆံရေးတွေကိုတည်ဆောက်နိုင်မှာအတိအကျပါပဲနောက်ဆုံးတတိယအဆင့်ကတော့ကြည်လင်ပြတ်သားစွာအာယုံစိတ်တာပါဒါကအရန်အရေးကြီးပါတယ်စဉ်းစားကြည့်လေကဘာကြီးကိုမြင်နိုင်တဲ့အကောင်းဆုံးအဝေးကြီးမှန်ပြုံးကြီးရှိနေတယ်ပဲထားဒါပေမဲ့အဲ့ဒီမှန်ပြီလို့ကဖုံးနေတတ်ဒီဝါနေရင်ဘာမှအသုံးဝင်မှာမဟုတ်ဘူးလေအဲ့ဒီသဘောပါပဲဘလောက်ပဲကျေပြန့်တဲ့အမြင်ရှိစိတ်ကရှုပ်ထွေးနေရင်အနောက်အရှက်တွေနဲ့ပြည့်နေရင်အကောင်းဆုံးဆုံးဖြတ်ချက်တွေဘယ်တော့မှချနိုင်မှာမဟုတ်ပါဘူးကြည်လင်တဲ့စိတ်နဲ့အာယုံစိတ်နိုင်မှသာအကောင်းဆုံးရလဒ်တွေထွက်လာမှာပါ ဒါကြောင့်မလို့လေတကယ်စစ်မှန်တဲ့အောင်မြင်မှုဆိုတာဘယ်လောက်ကြဲကြဲတွေးနိုင်တယ်လဲဆိုတဲ့ပုံမှာပဲမူတည်နေတာမဟုတ်ပါဘူးအဓိကကအဲ့ဒီကျေပြန့်တဲ့အမြင်ကိုဘယ်လောက်ကြောင်ကြည်လင်ပြတ်သားတဲ့စိတ်နဲ့ပေါင်းဆက်နိုင်တယ်လဲဆိုတာကမှတကယ်အောင်မြင်မှုရဲ့တော့ချက်အစစ်မှန်ပဲဖြစ်ပါတယ် ကဲဒီအသိပညာနဲ့တူကိုပြန်မဲကြည့်ရမယ်မဲခွန်းတစ်ခုရှိလာပါပြီဒီနေ့ကျွန်တော်တို့ရဲ့စိတ်ဟာဘယ်တမှုတရားကိုလွှမ်းခြုံနိုင်မှာလဲအဲ့ဒီဖြေကတော့တခြားဘသူစီမှာမရှိပါဘူးကိုယ့်စီမှာပဲရှိရပါ